ကျွန်တော်တို့ဒီနေ့အရန်မိုက်တဲ့ဆိုင်လေးတစ်ဆိုင်ကို TikTok ကနေတွေ့ရတယ် အဲ့ဒါကြောင့်ပဲကျွန်တော်တို့တကူးတကားလေးတိုက်စီလေးငှားပြီးတော့ဒီဆိုင်ရတာ ဟုတ်ဘာကြောင့်တူဖြစ်နေတာလဲ โอเคအဲ့ဆိုင်လေးကဗမာရှိတယ်ဆိုတော့ဗါလေ ပြီးမှ ပြီးမှဆိုတာဟောဒါပြီးသွားပါအဲ့ဒါခင်ဗျပြီးသွားလို့ရှိရင်စာတန်းလေးပါထိုးပေး ထိုးပေးမယ် ပေးမေ့ပါ ညွန်နေတာနင်းညွန်နေတာ ကဲကျွန်တော် FB channel ကကျိုးဆိုရဗျာ အခုဒီနေ့ရောက်နေတာက Rosie လို့ခေါ်ရဗျာ ဆိုင်နာမည်က Rosie ဒါပေမဲ့ Rosie လို့ပြောရှင်လူများမသိဘူးကွာဆိုပြီးမေးလိုက်ပဲဒါပေမဲ့သူ့ရဲ့နာမည်ကကိုဟာရှင်ပိုင်အဲ့လိုပြောမှဒီဆိုင်ကိုလူများသိပါဒီနားတကြောပေါ့အပိုင်သိမ်းထားတဲ့ကိုဟာရှင်ပိုင် Rosie ကို Rosie အာရိုဇက်ဝိုင် Rosie နော် ဒီ Rosie ဆိုတဲ့ဆိုင်ကိုကျွန်တော်တို့ TikTok ပေါ်မှာစောင့်ကြည့်နေရကြာပြီဒီနေ့တော့ကျွန်တော်လက်တွေ့အကောင့်ထဲပေါ်ချပလိုက် ပေါ်မှာမဟုတ်စားပါဘာရင်ကြားကောင်းပြောတာကျွန်တော်တို့ဘာကြောင့်စောင့်ကြည့်နေရလဲဆို ပုံမှန်အတန်နဲ့ပြောပါလားရှင် ကျွန်တော်တို့ဘာကြောင့်စောင့်ကြည့်နေရလဲဆိုတော့သူ့ဆိုင်မှာမီနူးအမျိုးပေါင်း90ကျော်မင်းပြောအဲ့လောက်များနေလို့ရှိရင်အဆင်ပြေပါမလားအဲ့ဒါကြောင့်မို့ကျွန်တော်စောင့်ကြည့်နေရအခုတော့စောင့်ကြည့်ရကျတော့နတ်မယ်ထင်ပါတယ်ရောရီနေတယ်ဒီမှာလေကိုစက်တိုင်နဲ့ဒီပုံမှာလက်ထောက်လို့မရဘူးပူမယ်ထင်တယ်နော်ဆိုတော့ကျွန်တော်စက်တိုင်နဲ့လက်မထောက်တော့ဒီမှာရှမ်းခေါက်ဆွဲရှိတယ်တုံးငွေရှိတယ်ဒီအချိန်ထိနော်ပြီးရင်ကိုယ့်တီကိုရှိတယ်ပြီးရင်ညီမလေးဘာခေါက်ဆွဲရှိသေးလဲအမဲသားခေါက်ဆွဲအဲ့ဒါဘာလဲဟိုရှမ်းဟိုပဲအမဲသားအမဲလုံး ရှိမယ်အစီးရှိမယ်ဂျုံရှိတယ် ဟုတ်ပြီဆိုတော့ဒီမှာခေါက်ဆွဲတွေလည်းအများကြီးရှိတယ်ပြီးတော့မော်လမြိုင်အငွေးသက်တဲ့ဥစ္စာလေးတွေလည်းရှိတယ်ကြက်ကင်ကြက်ကြော်ကြက်ပဲတုပ်ရိုးတုပ်အများကြီးပဲကြက်မလားအဲ့ဒါတွေလည်းရှိသေးတယ် မွေးဆိုင်မှာကျွန်တော်သိဝင်တာတခုကမော်လမြိုင်မွေးသက်ပုံစံမျိုးလေးလည်းရှိတယ်တကယ် ဟုတ်တယ်ကျွန်တော်ကအဲ့ဒီစမူစာတို့တွေရောင်းတော့အခုစမူစာတို့ခိကတနေလေးတိုးတက်လာတဲ့ခါကျတော့စမူစာတို့ကိုကျွန်တော်ကစက်သားစမူစာတို့ ကျသားစမှုကတော့ စက်သားစမူစာတို့လည်းရောင်းတယ်တက်တက်လို့စားခြင်းတက်တက်လို့စမူစာတို့လည်းရောင်းပေးတယ်ပြီးတော့ချက်ပဲလိတ်မော်လမြိုင်ချက်ပဲလိတ်မော်လမြိုင်ချက်ပဲလိတ်ကိုလည်းရောင်းပေးတယ်ကျွန်တော်ကမော်လမြိုင်ချက်ပဲလိတ်ကျတော့ကိုပြန်လိတ်ပေါ့နော်ကိုပြန်လိတ်ပါမယ်အမှချက်သားချက်ကင်ပေါ့နော်ချက်ကင်ထားတဲ့ချက်သားပါမယ်အနှစ်ပါမယ်နောက်ကျွန်တော်အဲ့ရနေကလပဲချမ်းလေးပေါ့အဲ့ဒါလေးထည့်ပေးတယ် ဒါဘာလို့ ဒါကသူ့ဦးလေးတို့ဒီအမဲလုံးခောက်ဆွဲ ဩဟုတ်လားအဲ့လိုညနေအထိလူကအဲ့လိုမျိုးပဲစားကြတော့ ဆိုင်တဲ့ချိန် ညဆိုင်သိနေတဲ့အချိန်ကြီး ဒီဆိုင်သိမ်းသွားရင်တော့မှဘာခောက်ပြီးလာဝယ်ရှိတယ်စသားတို့တွေပါလို့မျိုးရှိသေးပါ โอ้အဲ့လိုမျိုးတော့ရှိသေးတယ်ဟောတော်တော်စူးစူး စီသိမ်းလိုက်ကြက်ကြော်ပါညဆိုရင်လာပြီဆိုရင်ကြက်ကြော်ဖုတ်ဖုတ်ပြီးကြောင်းမေး ဟုတ်လား တီဘိုးလေးတော့ဖွင့် ဟောခုတ်ခုတ်ပြီးရောင်းပေးတယ်ဟောမပြောကျွန်တော်ခုတ်ခုတ်ပြီးရောင်းပေးတယ်ကြာဒီဘာလို့မိသားစုလိုက်ရောင်းကြတာပေါ့နော်အဲ့လိုဒီမှာအစားတော့လုပ်တာဘယ်သူအကောင်းဆုံးလဲ နေရေးပြဿနာတက်အောင်သွားလို့ အကောင်း အမေနဲ့ပြေပေါ့အမေနဲ့ပြေလက်ရောက်စားတယ်လို့တမီးတို့ကတစ်ခါရလုံးလို့ရှိရင်အဖေကိုပဲလုပ်ပေးတော့အမေကိုပဲလုပ်ပေးတော့လို့ရှိရင် ဟောလို့ရှိသေးတယ် ရှိသေးတယ် ဩဟုတ်ပြီဗျာ တကယ်အမျိုး90ရှိလောက်တယ်ဗျနော်မိသားစု9ယောက်ဆိုတော့တယောက်ကို10မျိုးလောက်စီချက်ထားတာမသိဘူးတကယ်အမျိုး90ရှိလောက်တယ်ညီမလေးရှိတယ်မလားရှိရနော် ကျော်အဲ့ဆိုကိုက9ရက်လာလိုက်ပါတရက်ကို တယောက်ကို10မျိုးစားကြည့်လိုက်မယ် ရပါကိုစားနေတယ်မေးတာတော့ကိုကရှင်ပဲလက်ရတယ်ဘလို့နေဟောလား ပါတယ်လေ ကောင်းတယ်တဲ့ကောင်းတော့ကျွန်တော်တို့လည်းစားတော့ ဒီကြောက်ကြောက်နဲ့ဖြေလိုက်တာတော့မဟုတ် မ ဘူး ဟုတ်တော့ပါဘူးထိုင်ဝလူပြည့်တယ်ပဲစောင့်အောင်ပါနည်းနည်းစောင့်လိုက်အောင်ပါဗျာ နင်းစား စားပါစားပါရှိပါဦးလား ထုတ်လိုက်တော့ ဘာကြီးတော့ ဓမ္မလေး ဟာကြောညာလားโอ้ยကြောညာဖဲ့ ဒါဆိုတတုံးပါတော့လေဟောတတုံး6ထောင်ဒီလိုပြန်နှွေးပေးတာပေါ့ အဲ့လိုဘူးလေးရှုပ်လေးထားတဲ့နေတော့ပါတော့ရက်ပြီလေးဖြစ်တာပေါ့စားတဲ့ ဒါဆိုတပွဲဘယ်လောက်လဲကို အဲ့လိုဘယ်လို6ထောင်အဲ့လိုလေအဲ့လိုလေဒါကမော်လမြိုင်ကြက်ပဲလိုက်ဟုတ်တယ်နော်ကိုရေသီးလေးတော့ထည့်လိုက်တယ်ဗျာဒီခုဖူနေတော့မတက်နိုင်ဘူးအဲ့လိုလေးစားကြတယ် ဟင်းနေလည်းထဲရ ဟုတ်ပြီဗျာထည့်လိုက်မစားရင်ဟောတော့ဒီကအနံ့ကိုရှေ့ကိုရရတယ်ကျွန်မစလာနဲ့ဟောဗျအဲ့ဒီမစလာနဲ့လူဘိုက်ကိုလေအစမတန်ကိုစားသေးတယ်ဗျမော်လမြိုင်ကြက်ပဲလိုက်မော်လမြိုင်ကြက်ပဲလိုက်ဆိုတော့ဟိုနေကျော်ကောပြန်ကျော်ပုံစံမျိုးတစ်ခုပါပဲပြီးဘဲဥပါပဲပြီးတော့ကြက်သားပါပဲပြီးရင်စလိပ်ပဲပါအောင်ပဲဂေါ်ဘီတွေပါရင်လည်းအဲ့လိုမျိုးတုပ်လိုက်တဲ့ပုံစံ
ရကောင်းလားတော်တော်ကောင်းပါသူတို့စားတော့တွေကိုကင်တွယ်ပေါ်ကလည်းတော်တော်တက်တက်ရှင်းရှင်းတက်တက်ရရလေးလုပ်တယ်ပြီးတော့ရှင်သူတို့ကိုယ်နိုင်ကလည်းတက်တက်လေးတွေနေတဲ့ပုံစံမျိုးပေါက်တယ် တော်တော်တန်တယ်သူတို့နာမည်တော့နာမည်ပြောင်းတာ တန်လေး တန်လေး ဦးဒီအချိန်နဲ့ဒါတော့တော်တော်လိုက်သွားတာပဲဒီချက်ကင်ရေမုံတစ်ချမ်းကို9000အချင်းရောပါဆယ်ဝယ်မယ်ဆိုရှင်သူကြီးကပေးတဲ့အချင်းကိုပိုယူသွားတော့မှမဟုတ် ကျေးဇူးပါဒါကြတော့ကြက်သားကြက်ပဲရည်နဲ့တုပ်ကြက်ပဲရည်တုပ်ပေါ့နော်ဒါဆိုတပွဲက ဘဝဆိုတာထုတ် တပွဲကို6000သူ့ပဲရည်တော်တော်အရသာရှိတာဒီဆိုင်မှာဒီပဲရည်ဟိုကအသက်ဗျအဲ့ဒါယူသူကမတက်တည်းရောင်းတာမဟုတ်ဘူးအကြီးပဲအိုးကြီးနဲ့တည်းကအစာပြေတော်တော်စားလို့ကောင်းတဲ့ကြက်ပဲရည်တုပ်လို့ပဲပြောရမှာသူကအစာပြေတော်တော်များများရတော့ဒီဆိုင်မှာသူကဘာလဲဆိုအသားတုပ်လို့ပြောရမှာကလုံးဝအသားတွေယူတုပ်တာခုနဆိုင်းစားတာကြက်ကိုအချို့ကင်ဒါကြောင့်ကြက်ကြော်ဒီကြက်ကြော်ကကျွန်တော်ခုနနှိုက်စားရကျွန်တော်သူကဒီအရေးကောဒီမုံနှစ်လို့ပဲပြောမုံနှစ်နဲ့အရေးကောအဲ့ဒီလေးရဟိုကစားအဲ့ရတာရှိဝါတော်ခက်ကောင်းမယ်တော်ခက်ကောင်းမယ်ဒါတော့6000 9000အဲ့ဝန်းကျင်ပဲပေးရဒီမှာတက်သားကိုကြော်လာရယူမလားကင်လာရယူမလားတုတ်ထားရယူမလားသေးလေးလားအကြီးလားအကုန်ရအောင်ဒီကောင်တော်ရတာရှိရအောင်ဒီကြော်စားကန်ကြီးကို तू အပူပေးပြီးတော့မှစီထဲမှာထပ်ကြော်ထားပေးပြီးရှယ်ပဲဗျာ ဒီလိုဆိုင်ပါလေကျွန်တော်ဘာကြောင့်ဒီမျိုးမီးရှည်ကိုလေရုံးကြိုဘာလို့မှားလိုက်ရလဲဆိုတော့အမှတ်တရဘာလို့လဲဆိုတော့မျိုးမီးရှည်တို့ဘာလို့ဒီလိုမျိုးပုံစံမျိုးရနည်းနည်းရှားလာတယ်လေရန်ကုန်ပြည်ပါရှားလာတယ်ဆိုတာစားသုံးတဲ့သူရှားလာရောင်းတဲ့သူကတော့ရှိကျင်ရှိအောင်ပါဒီလိုမျိုးတွေတော့ရှိရင်ရှိအောင်ပါရှယ်ရကျော်လေအခုအရေးလေးတစ်စုံတောက်ကြည့်လိုက်တာဟုတ်တယ်ဝေးဝိသေးချာရှယ်ကိုအစားအသောက်ကိုရှယ်လောက်ထားပဲကိုကြီးကမိုးလေးရွာလာတော်တော်လိုက်ပါဗျအခုတော့ အရင်ပတ်ပေးရအောင် အေးလုံစမ်းတော့အခုတော့ကျွေးစံလုံးလုံးကြိတ်နေရကိုကြီးကခောက်ဆွဲတွေဒီလိုမျိုးခောက်ဆွဲနဲ့ပတ်သက်တာဆိုရင်လာရှိုးအကြတာပုံစံမျိုးသွားတာပါနော်ကြက်ကင်တွေကြက်ကြော်တွေမှာရတယ်ဆိုတော့အဲ့ဒါတွေနဲ့လိုက်အောင်လို့ကိုယ့်တီတော့အရေးမစားတော့ဗျာကိုယ့်တီကိုအတုပ်လေးစားလိုက်တော့ဘာလို့သူတို့ဘက်ကလည်းမော်လမြိုင်အငွေးအသက်လေးနဲ့ဖန်တီးတာဆိုတော့ကိုယ့်တီကိုအတုပ်လေးများခေါင်းမလားလို့အစာပြေးဆိုင်ဗျာကျွန်တော်ကဘာကြောင့်ဒီဟာကိုမှာပြရလဲဆိုတော့ခုနဟာတွေလည်းရတယ်ဒီလိုခေါက်ဆွဲတွေလည်းရတယ်ဟိုထမင်းနဲ့ပတ်သက်တာစားမလားအကြော်အလော်တွေစားမလားအတုပ်စားမလားအကုန်ရတယ်ခေါက်ဆွဲလေးလည်းကောင်းတာသူတို့တကယ်ဟိုပါဗျာကျွန်တော်ထက်တော့ကျွမ်းရင်ကျွမ်းလိမ့်မယ်တကယ်ဖူဒီမီတာဆိုဗျာအဲ့ရလေးတော်တော်ကောင်းတယ်ဗျာမစိုးလို့မပြောတော်တော်လေးကောင်းတယ်စားရတာညီမလေးဒီကွေးတီကိုတုတ်ဆိုတပွဲမလားအသားရိုးရိုးသားနဲ့ဆို9000ဗျာပြီးရင်အသားလုံးတို့ဘာညာပါသွားပြီဆိုတော့9000ပြတ်သွားတယ်ပိုးရှင်များပါလုံးဝဒီကြက်ကြော်တို့ကြက်ကင်လုံးနဲ့ဆိုဒီခေါက်ဆွဲရတော့အလိုက်ပဲဗျချက်ခရဆန်လုံပြီးရောင်းနေဆိုင်မဟုတ်ဘူးဗျ မဟုတ်ဘူးဒါ တို့လေကျွန်တော်စက်ပြောတိတိတက်ရှင်းရှင်းလေးရောင်းနေဆိုင်ဟုတ်ကဲ့အထဲမှာရှိရတဲ့ပြောပြတာ ဟောဟုတ်သားပဲအထဲမှာလည်းတော့ဒီလိုပဲပြောပြလိုက်တော့မယ်နော်အထဲမှာလည်းကျွန်တော်ဒီလိုမျိုးဘိုင်မျိုးနဲ့မထိုင်ချင်ဘူးအဲကွန်းနဲ့အေးချင်းအေးစစ်စစ်လေးထိုင်နေတယ်ဆိုတော့အထဲမှာထိုင်လို့ရတယ်သူကမတိုင်ရင်ဆိုတော့ အပြင်မှာထိုင်ဖို့ဒါပဲရှိရပဲ ဒီနေ့စားတာတော်တော်များပါ ဟဲ့ဒီစီးလေးရတယ်စောင်းထားရတယ်ဗျအတော်ကုန်လေးစားပြီးတောက်ပြီးပြီဆိုတော့ဒါလေးလည်းတောက်ရတယ်တန်ရင် ကဲရပြီ ဝင်းကြီးရယ် နော်မိမအတွက်ရ ဆွဲရသေးရယ်
ကဲဟေးလူမထဝါနဲ့တော့ကြော်ညာလေးကြည့်ပြီရော ဒီဆေးလေးရဲ့နာမည်ကတော့ Digiless Anti-Sit Gel လို့ခေါ်တယ် ဒီဆေးလေးကအခဲလည်းမဟုတ်ဘူးအမှုန့်လည်းမဟုတ်ဘူးဂျဲတိုက်ကလေးဆိုတော့တောက်ရတာအင်မတန်လွယ်တယ်အစာလုံးပြီးတော့မှရင်ပြည့်ရေခဲဖြစ်မယ်အစာမကြေချင်းဖြစ်မယ်လေထိုးလေအောင်ဖြစ်မယ်ဆိုရင်ဒီဆေးလေးကိုတောက် one bite ထဲကနေပြီးတော့မှပူလာမယ်ဗျာပြီးရင်အဆိုင်အချင်းပြန်လာတော့ပြီးသွားရင် one bite မအီမတာဖြစ်နေတဲ့အချိန်ကြလို့ရှိရင်လေကျွန်တော်ဒီဆေးကိုတောက်လို့ရတယ်ဟုတ်ပြီကျွန်တော်ဒီ Digiless Anti-Sit Gel လေးတွေကအထုပ်ကလေးတွေဒီလိုပုံစံလေးနေလားဆိုတော့အချိန်မီပဲနေရမီပဲလွယ်လွယ်ကူကူတည်သွားလို့ရတယ် ကဲဆိုတော့ကျွန်တော်တို့မိသားစုတိုင်းစောင့်ထားတင်တာပေါ့ဗျာ ကျွန်တော်မနေ့9နာရီလောက်ဆိုဖွင့် ဟုတ်ပြီ9နာရီကနေ လောက်ဆိုဖွင့်ပြီည7နာရီဆို7နာရီခွဲဆိုဖွင့် 10နာရီလောက်ဆိုပိတ်ပြီ 7နာရီခွဲဆိုဖွင့် ဟုတ်ပြီ